ကလာပါကိုကျွန်တော်ရဲ့ Dragon King Season 1ကနေပြန်လည်ကြိုဆိုလိုက်ပါဒီမှာဆိုရင်တော့ကျွန်တော်ထူးဆန်းတဲ့ဟာတွေအများကြီးပါခုတော့ကျွန်တော်ဒါလေးလောက်တာပါโอเคစလိုက်ရဒါတော့ကျွန်တော်ခုနစမ်းစော်ထားတဲ့ဟာတွေပဲအိတ်တာဟုတ်ပါပြီโอเคကျွန်တော်ခုတော့ก็ไปมาแล้วให้ลาถ้าเสียอยู่ครั้งนี้ไม่เอเลยโอเควะมาบ้าเลยเนี่ยมันดีนะโอเคโอ้ยอย่างไรอ่ะน่าเผาอะไรดูไรอ่ะโอเคได้เว้ยcái đài em đó bà cho dạ ai luôn ok bà nào luôn ai nhìn chú bà mà cho nó đứa mà lười lười mía ai lê bảo này ok nhiều ok cho nó được à cái câu quả mày quả us 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 oh shit còn tên chưa oh shit bây giờ cái nào ok nha bạn con là tùy đó bạn ok mình biến qua mẹ con qua cho nó xuống ra gan thôi đâu nó ra gan rồi bạn ấy sau ấy lại nó ra đi mà gì lý rồi tên này con nó có là phe ai bà dành gì mình thì bị cho nó vừa bằng qua vậy nó đã single player nó multiplayer với bạn này nhìn rồi xây chi làm xây chi đó là vào mấy đồ là kiếm việc này mấy đồ ta mang ngọc xa luôn trong lý thì chả được kiếm việc đã đủ về mấy là trong lý chả tài ba mày tôi tốn 10 luôn á để giúp ta bà đấy cái đó rồi lâu quá lâu và lâu bù rằng là được con mà đấy à. Tập bài đi tập bài đi massage oh my god làm miếng quá nên mình đi cái này ba bà ora cha de ne ya ma 3 ne ha ma khu sa လိုက်တယ်ပြီး
တော်ဒီနိုင်ငံတော်ကြီးမှာကျွန်တော်ဗကန်ဂိတ်ကိုတီထောင်ပါလို့ရှိပါတယ်အခုတော့ကျွန်တော်လမ်းပြောင်းနေပါတယ်အခုတော့တွေ့ပါပြီရှင်းနေပြီ yes yes ကျွန်တော်ရှာနေတဲ့နေရာကျွန်တော်မိတ်ဆက်မှမင်းနဲ့ကျွန်တော်နေမှာ KO ဟုတ်ပါ KPO ကမယ်အိုး please ဒီနေရာမှာကျွန်တော်တဲထိုးပြီးတွေ့ရပါတယ်โอเคမယ်ရောင်းငါတော့စားနေရိတ်ကခုလုံသွားပြီဖြစ်ပါတယ်မရေးကြည့်တာတခုရှိတာကောပါတော့မျိုးတော့ခင်ဗျအာယုန်နေပြီအာယုန်ကကျွန်တော်တို့ဓာတ်ရည်ဒီဓာတ်သွားโอเคအာယုန်နဲ့ဒါကတယ်လီပို့တဲ့နေရာလားโอเคရေဝင်ပါမယ်โอ้shit ဒီကောင်လေးပါကြည့်ကြည့်ဒီကောင်လေးပါအဲ့ဒါရမယ်အော်ဒါယူမယ်တော့ဒီအိမ်မှာနေလိုက်လို့လေပြတဲ့နေရမှာလားမနေရမှာလားကွန်မန့်ထဲမှာရေးကြည့်ပါကျွန်တော်အိမ်ဆောက်ရမှာပြင်းတဲ့ခေါင်းလေးပါဒီအိမ်မျိုးယူလိုက်ပါမယ်ဒါကျွန်တော်အိမ်ဖြစ်တာโอเคခုတော့ဘိုင်းတော့ကျွန်တော်တို့ရဲ့စီးရအများနေပြီအဲ့တော့ပကံကြီးဆိုကျွန်တော်ပကံနိုင်ငံတော်ရဲ့ရေးကြီးဆုံးဖြစ်တဲ့အရိမန္တနာအောက်ပါလမ်းကျစစ်သားရဲ့လမ်းလို့ကျစစ်သားရဲ့လမ်းလို့ပြောနေရခဏကျွန်တော်ရှာလိုက်ဦးမယ်ကျစစ်သားရဲ့လမ်းဘယ်လိုလုပ်ရတာပါဒီဒုတ်ရှည်ရဖို့ဆိုရင်ဟောဒုတ်ရှည်ရဖို့ဆိုရင်နော်ဒုတ်ရှည်ရရှိပြီးသားနော်ဘုရှိရအောင်နေနေတာနည်းနည်းခတ်တယ်ဘုရှိရဖို့လုပ်ရပါEONE โอเคပါလို့ရပါပြီငါတို့တက်ပါမယ်ငါ့ရဲ့တက်မှာရမှာရှိပါတယ်ငါ့ရဲ့တက်မှာရမှာပါအမေငါ့ရဲ့တက်မှာပါခဏကလုံးပြန်လာခဲ့အဲ့မှာပဲကျွန်တော်လည်းရှာရင်းနဲ့စဉ်းစားမိပါတယ်ဒီကောင်လေးကိုတန့်နေတယ်ရတယ် yes တာရတယ်ဆိုကျွန်တော်လည်းရပြီဆိုပြီးတော့ကျွန်တော်တို့နိုင်ငံတော်အတွက်ပထမဦးဆုံးလမ်းယူလုပ်တော့ပါမယ်ရပါပြီလမ်းတော်ရပါပြီခင်ဗျာကျွန်တော်တို့ရဲ့လမ်းတော်ကြီးပဲဖြစ်ပါတယ်ဆလို့ရတာလမ်းတော်ကြီး
လန်တို့နဲ့ဘယ်နဲ့ချက်ခေါ်ပါတုံးချက်ကောင်းအဲ့ဒီကောင်လေးကိုတော့မဆန်းတော့โอเคခုကတော့ကျွန်တော်မိုင်းတွားတင်နောက် episode မှာကျွန်တော်အဲ့ဒါယူတက်ပြန်မှာရှိပါတယ်။ကိုမိုင်းတော့တက်လာမှာကျွန်တော်။ Okay okay ။အောင်မတော့နေရပါပြီ။ Okay.ဒီကငါတိပြီကွာဒါနဲ့ခုတ်မရဘူးကဒါနဲ့ခုတ်လို့မရကွာโอเคကျွန်တော်အာယုံနဲ့ပဲခုတ်ရမယ်ရသလောက်ယူပြီးကျွန်တော်အာယုံပစ်ထားလောက်ပါမယ်ပြီးတော့ဒီထဲမှာရှောင်းကြည့်လိုက်နာဘာဖြစ်သွားအာရောင်ကြီးဘာဖြစ်လို့အလုံးပဲကြည့်ရှုပေးရတဲ့ကျေးဇူးတင်အလုံး